ခင်ဗျားတို့သိလားအင်တာနက်ပေါ်မှာအန်နေအရှိဆုံး idea တွေအကြောက်ရဆုံး horror story တွေလူတန်းပေါင်းများစွာယုံကြည်ခဲ့တဲ့ theory တွေ SCP-173 Slender Man Background Anonymous ဒီအရာတွေအားလုံးမှာတူညီတဲ့မွေးဖွားရာနေရာတစ်ခုရှိပါတယ်အဲ့ဒီနေရာကို 4chan လို့ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Hidden Theory Channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကြော်ဒီနေ့မှာတော့ 4chan website ဆိုတာဘယ်ကနေစခဲ့ရလဲဘာကြောင့်နာမည်ကြီးရတယ်ဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်2003ခုနှစ်မှာ Christopher Poe ဆိုတဲ့ American ကျောင်းသားတစ်ယောက်က 4chan ကိုစပြီးတည်ထောင်ခဲ့ပါတယ်သူ့ရဲ့ online name ကတော့ Mood ဖြစ်ပါတယ်အဲ့ဒီအချိန်တော့ social media ဆိုတာဒီနေ့လိုမရှိသေးဘူး Facebook လည်းမရှိသေးဘူး YouTube လည်းမရှိသေးဘူး Twitter လည်းမပေါ်သေးဘူးဒါပေမဲ့ဂျပန်မှာတော့ Anonymous Founding ကအရန်နာမည်ကြီးနေပါတယ်ပို့ကအဲ့ဒီ concept ကိုသဘောကျပြီးတော့အင်္ဂလိပ်စကားပြောသူတွေအတွက် version ဆိုပြီးတော့ဖန်တီးဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအရာက 4chan ရဲ့အစပဲဗျ 4chan ရဲ့ထူးခြားတဲ့အချက်က account မလိုတာပဲ profile မရှိဘူး follower မရှိဘူး verification မရှိဘူးခင်ဗျား post တင်လိုက်တာနဲ့ anonymous ဖြစ်သွားတယ်ဘယ်သူရေးရလဲမသိဘူးခင်ဗျားပင်နိုင်ငံကလည်းမသိဘူးဒီຢာတွေကလူတွေကိုလွတ်လပ်စွာပြောဆိုခွင့်ပေးခဲ့တယ်ဒါပေမဲ့တစ်ဖက်မှာလည်း internet ပေါ်ကအရိုင်းဆုံး community တစ်ခုကိုမွေးဖွားပေးခဲ့တယ် 4chan နာမည်ကြီးလာတာမီမီတွေကြောင့်လည်းဖြစ်နိုင်တယ်ဒီနေ့ internet ပေါ်မှာမီမီတွေကနေရာတိုင်းမှာတွေ့ရတယ်ဒါပေမဲ့လူအများစုမသိရတခုရှိတယ်မီမီကာချာရဲ့အစောပိုင်း trend အများစုက 4chan ကနေစခဲ့တာ LOL Cat Rick Roll Rich Comet Pippi the Frog internet ပေါ်မှာ viral ဖြစ်နေတဲ့မီမီအများစုက 4chan community ကနေပြီးတော့စတင်ပြန့်နှံ့လာတာပါဒီနေ့ TikTok မှာလူတွေ share နေကြတဲ့မီမီကာချာရဲ့အုတ်မြစ်တစ်ခုက 4chan ပဲဖြစ်ပါတယ်ဒါပေမဲ့ 4chan ကို internet history ထဲမှာထင်ရှားစေတာမီမီတစ်ခုတည်းတော့မဟုတ်ဘူးဗျ2009ခုနှစ်မှာ anonymous user တစ်ယောက်က paranormal book ပေါ်မှာ post တစ်ခုတင်ခဲ့တယ် post ထဲမှာ concrete ရုပ်ထုတစ်ခုအကြောင်းရေးထားတယ်ခင်ဗျာ မျက်စိမိတ်လိုက်ရင်ဒါမှမဟုတ်ခင်ဗျာမကြည့်တော့ဘူးဆိုရင်အဲ့ဒီရုပ်ကလှုပ်ရှားလာပြီးခင်ဗျာကိုတတ်ပစ်နိုင်တယ်ဆိုတဲ့ concept နဲ့အဲ့ဒီ post ရဲ့နာမည်က SCP-173 ဒါပေမဲ့အစတော့ဘယ်သူမှမထင်ခဲ့ကြဘူးဗျအဲ့ဒီ SCP-173 ဆိုတဲ့ post လေးတစ်ခုကနေပြီးတော့ SCP Foundation ဆိုတဲ့ internet history ထဲကအကြီးဆုံး collaborative fiction project တစ်ခုဖြစ်လာမယ်ဆိုတော့ဒီနေ့မှာ SCP ထောင်ပေါင်းများစွာရှိနေပြီ fan တွေကလည်း million နဲ့ရှိနေပါတယ်ဒါပေမဲ့အရာအားလုံးရဲ့အစက anonymous user တယောက်ရေးခဲ့တဲ့ post လေးတစ်ခုပါပဲအဲ့ဒါလည်းမပြီးသေးဘူးဗျ2009ခုနှစ်မှာ horror legend နောက်တစ်ခုကိုမွေးဖွားလိုက်တယ် Slender Man လူရှိကြီးတယောက်မျက်နှာမရှိဘူးစုတွေဝတ်ထားတယ်ကလေးတွေကိုလိုက်ဖမ်းနေဆိုတဲ့ horror character တစ်ခုစကတော့အဲ့ဒီအရာက Photoshop content တစ်ခုတွေဖန်တီးထားတဲ့ပုံအတုတစ်ခုပဲဖြစ်တယ်ဒါပေမဲ့ internet ပေါ်မှာပြန့်နှံ့သွားပြီးတော့ game တွေ movie တွေ documentary တွေထိထွက်လာခဲ့တယ် internet ကဖန်တီးလိုက်တဲ့ horror character တယောက်ကတကယ် pop culture icon တစ်ခုဖြစ်သွားခဲ့တယ်နောက်ထပ် internet horror legend တစ်ခုကတော့ Background မှာ2019ခုနှစ်မှာ anonymous user တယောက်ကထူးဆန်းတဲ့ပုံတစ်ပုံတင်ခဲ့တယ်ဝါရောင်နေရံနေမိအောင်တစ်ဖက်ဖက်နဲ့အဆုံးမရှိတဲ့အခန်းတွေပုံနဲ့အတူစာကြောင်းပဲပါတယ် reality တွေကနေပြီးတော့ no clip ဖြစ်သွားရင်အဲ့ဒီနေရာကိုရောက်မယ်အဲ့ဒီစာကြောင်းလေးက internet တစ်ခုလုံးကိုပြောင်းလဲသွားစေခဲ့တယ် fan story တွေထွက်လာတယ် level တွေပေါ်လာတယ် monster တွေပေါ်လာတယ် YouTube series တွေပေါ်လာတယ်ဒီနေ့ background ဆိုတာ horror fan တော်တော်များများသိတဲ့နာမည်တစ်ခုဖြစ်နေပါပြီဒါပေမဲ့ 4chan ရဲ့ဩဇာက horror culture မှာပဲမဆုံးဘူးဗျ anonymous ဆိုတဲ့ online movement ကလည်း 4chan နဲ့ဆက်ဆက်နေတယ် guy false mark ဝတ်ထားတဲ့ hacker တွေကိုခင်ဗျားတို့မြင်မှုမှာပါ website ကြီးတွေကိုတိုက်ခိုက်တယ် corporation တွေကိုဆန့်ကျင်တယ် online protest တွေလုပ်တယ်ဒီအရာတွေကြောင့် anonymous က internet history တွေကအကြော်ကြားဆုံး online movement တစ်ခုဖြစ်လာခဲ့တာပါဒါပေမဲ့ဒီနေ့မှာတော့ 4chan ကအရင်ကလောက်ဩဇာမကြီးတော့ပါဘူး Reddit ရှိလာတယ် TikTok ရှိလာတယ် Discord ရှိလာတယ် internet လောကကလည်းပြောင်းလဲသွားပါပြီဒါပေမဲ့ထူးဆန်းတာက SCP ရဲ့အစကိုလိုက်ရှာရင် 4chan စီပြန်ရောက်တယ် Background ရဲ့အစကိုလိုက်ရှာရင် 4chan စီရောက်တယ် Slender Man ရဲ့အစကိုလိုက်ရှာရင် 4chan စီပြန်ရောက်တယ် internet ကာချာရဲ့အမှောင်ဘက်အခြမ်းတွေကိုလိုက်ရှာတဲ့အထိုင်မှာ 4chan ဆိုတဲ့ website ကိုပြန်တွေ့နေရတယ်ဒါကြောင့် 4chan ဆိုတာက website တစ်ခုတည်းပို့လာတယ် internet ရဲ့လျှို့ဝှက်မွေးဖွားရာနေရာတစ်ခုလို့တော့ပြောလို့ရပါတယ်